သူကိုချစ်၍ခွဲရပါသည်သူကိုချစ်၍ခွဲရပါလေဒီချစ်တဲ့သူရဲ့အနာအမြဲတမ်းမခွဲမခွာထာဝစဉ်လက်ကိုတွေ့အခက်ခဲဟုသည်များလွယ်ရကြည်သာဒီတို့ဒီတာခိုင်မာစုပ်ပြတဲ့ခါခါချာထားပြီလီကမှာဘယ်ခွာရှောင်ပြေးရင်မောင်စိတ်ကကြီးရဲ့လူရဲ့စိတ်တဲ့ပြည်ကြီးဒီသူကထင်လီအောင်တော့ကွယ်ချစ်တော်သူနေရောက်ရင်ကနောက်တရှိပေါင်းရင်ရည်တွေမောင်ဟာလီနောက်ပြန်ဝေးခဲ့လီကိုဆရာဝင်းတည်ရဲ့အမှုပညာဝန်နေပြီလက်စကံမွေပါခင်ဗျမာမသူကိုချစ်၍ခွဲရပါသည်သူကိုချစ်၍ခွဲရပါလေဒီချစ်တဲ့သူရဲ့နာအမြဲတမ်းမခွဲငယ်မခွာထာဝစဉ်လက်ကိုတွေ့အခက်ခဲဟုသည်များလွယ်ရကြည်သာဒီတို့ဒီတာခိုင်မာစုပ်ပြတဲ့ခါခါချာထားပြီလီကမှာဘယ်ခွာရှောင်ပြေးမောင်စိတ်ကကြီးရဲ့လူရဲ့ဆွေတဲ့တင်းကြီးဒီသူကထင်လီအောင်တော့ကွယ်ချစ်တော်သူနေရောက်ရင်ကနောက်တရှိပေါင်းရင်ရည်တွေမောင်ဟာလီနောက်ပြန်ဝေးခဲ့ပြီချစ်သူရှောက်ရလမ်းတစ်ချောင်းမှာဗမ်းများတသာတပွဲခင်းသူဖြစ်ချင်တာတွေဟောသူရဲ့လူအစန္ဒတွေပြေဝပါလိမ့်မယ်ဆိုကိုယ်အတန်နဲ့ပဲလဲလဲလူပဲရဲရဲဝဝပြီးဆက်ချင်သူပါဒီလိုအတိတရားမျိုးတွေသူ့အပေါ်မှာထားရှိတော်လေ